အားလုံးပဲမင်္ဂလာပါဒုတိယခိုင်လေး YouTube channel လေးကနေခိုင်လေးရဲ့ကိုတွေအမတွေဦးတော်တွေအားလုံးကိုနေထွေးစာပြန်လဲကျေးဇူးလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့ကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချတာချေကိုကြီးကျမချင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပွားရရှိနိုင်ပါစေလို့ခိုင်လေးဦးစားပထမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခါလေးကိုဒီမှာလည်းအလုံးပဲခါလေးဗီဒီယိုလေးကိုဝင်ရောက်ကြည့်ယူပြီးဆိုရင် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခဲ့ပေးကြပါအောင်နော်ကြည့်ရှုနေကြတဲ့ခါလေးကိုဒီမှာလည်းအလုံးကလည်းလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခဲ့ပေးကြပါဦးရှင်ကဲမျိုးတွေအလုံးပဲနော်နော်ခါလေးတို့ဒီညနေနော်31ရက်3လ2026အင်္ဂါနေ့ညနေ4:30မှာနော်ပယမက်ပတိလေးတွေအော့ကွက်ကလေးတွေကိုနော်လာရောက်ပြီးတင်ပေးတာပါချစ်တော်လေးတွေအားလုံးပဲနော်ဒုတိဆိုတာတော့နော်တဲလေးတို့အားလုံးပဲမာတဲ့ခါရှိသလိုမန်တဲ့ခါလည်းရှိတာပေါ့နော်အမားမှန်လေးကိုလက်ခံပေးမယ်လို့လည်းယုံကြည်ပါတယ်ချစ်တော်လေးတွေအားလုံးပဲနော်အမားမှန်လေးကိုလည်းလက်ခံပေးနိုင်မှာဒုတိကိုစားပါခါလေးတို့ကတော့နေ့စဉ်နေ့တိုင်းတော့နော်ရစေခြင်းနဲ့ပေါက်စေခြင်းနဲ့ဒါမှန်သောစကားနော်ကိုတွေမှာတော့ဒါမှန်သောစကားချိန်လည်းပြောရပါတယ်နော်ပုတိကတိလေးနဲ့ခံရတော့လဲနော်ခံရတာပေါ့နော်ကိုတွေမှာအလုံးပဲခိုင်လေးပြတာတကွက်ကောင်း58နော်ထွက်သွားတာ68ဖြစ်တတ်ပါတယ်နော်ကိုတွေမှာအလုံးပဲကဲဒီမနေ့မှမရတဲ့ကိုတွေမှာအလုံးပဲဒီညနေမှာတော့နော်ခိုင်တို့ဒီညနေမှာတော့တကွက်ကောင်းလေးတွေနော်အော်ကွက်ကလေးတွေမိအောင်ခိုင်လေးတို့နော်ကိုတွေမှာအလုံးပဲစူးစမ်းထားပါတယ်ကိုတွေမှာအလုံးပဲနော်ခါလေးပတ်တီကတော့3ပတ်တီ5ပတ်တီပဲဒါပေမဲ့ခါလေးအော်ကွက်ကလေးတွေတော့ပြက်ပြောက်ထားတယ်တကွက်ကောင်းတစ်ကွက်ကောင်းလေးတွေနော်အဲဒါကြောင့်မလို့ခါလေးကိုတွေမတဲ့အလုံးကခါလေးရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးဆိုရင်မရင့်မကြော်ပဲနဲ့အစားအနည်းဆုံးကလေးကြည့်ပေးဖို့မြေတားရက်ခံချင်ပါတယ်ကိုတွေမတဲ့အလုံးကနော်အစားအနည်းဆုံးကလေးကြည့်ပေးကြပါနော်အဲဒါဆိုခါလေးကနန်းခေါ်ပေးတော့မယ်နော်ခါလေးတို့31ရက်3လ2026အင်္ဂါနေ့ညနေ4:30မှာပယမဲ့ပတ်တီလေးက3ပတ်တီ5ပတ်တီပါနော်3ပတ်တီ5ပတ်တီ3ကြိုက်တဲ့ကိုတွေမတဲ့အားလုံးက3ကိုပတ်မယ်5ကြိုက်တဲ့ခါလေးရဲ့ကိုဒီမတဲ့အားလုံးက5ကိုပတ်မယ်เนาะ3ပတ်တီ5ပတ်တီကလေးပါအခွေလေးကတော့ခွန်ကိုတစ်ပြီးပါအခွေကလေးပါရှင်ခွန်ကိုတစ်ပြီးပါအခွေခိုင်လေးပြတဲ့အခွေကပူးလေးပါပါတယ်ပူးလေးပါထပ်ပြီးကစားထားပါเนาะခိုင်လေးပြတဲ့အခွေကပူးလေးပါပါတယ်အပူးလေးပါထပ်ပြီးကစားထားပါရှင်ခိုင်လေးတို့အခွေကိုခွင်မယ်ဆိုရင်เนาะခွန်ကိုခွန်တစ်ကိုတစ်အကနလေးတရမယ်เนาะခွန်ကိုရဲ့ခွန်တစ်ရဲ့ကိုတစ်အကနလေးရမယ်အကနလေးတွေကိုเนาะနည်းနည်းပါအရန်ထပ်ပြီးကစားထားမယ်နော်ခါလေးအခွေကလည်းအခွေလေးကိုကြိုက်လို့ကိုယ်တွေမတဲ့အလုံးကိုထည့်ထားပေးတာပါနော်ခါလေးရှစ်လဲကြိုက်တယ်နော်ကိုယ်တွေမှာရှစ်ကိုကြိုက်လို့အခွေလေးထည့်ထားပေးတာနော်ခွန်ရှစ်ပဲပါတယ်နော်ခွန်ရှစ်ပါတယ်ခွန်ရှစ်ပဲပါတယ်6ရှစ်မပါဘူးဟိုကလည်း9ရှစ်တကွက်ကောင်းနော်ထွက်တော့6ရှစ်ဂျားထွက်သွားတာနော်ဂျားပေါက်ကြီးထွက်သွားတာကဲကိုယ်တွေမတဲ့အလုံးပဲဒီညနေတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပေးပါတယ်ရှင်နော်အဲ့ဒါဆိုခါလေးကနန်းခေါ်ပြီးတော့မယ်နော်3နဲ့ဆိုရင်အောကွက်တီ33တစ်3439ပါနော်30ရဲ့31ရဲ့34ရဲ့39ရဲ့ပါဒါ3နဲ့ဆိုရင်အောကွက်4ကွက်ပါနော်30ရဲ့31ရဲ့34ရဲ့39ရဲ့ပါ5နဲ့ဆိုရင်55 3 54 59ပါနော်50ရဲ့53ရဲ့54ရဲ့59ရဲ့ပါရှင်ခါလေးကကိုယ်တွေမတဲ့အလုံးကနော်ခါလေးကိုတွေမတဲ့အလုံးကဟိုတကွက်ကောင်းတစ်ကွက်ကောင်းလေးတွေပဲထိုးကြတာများတယ်လေနော်တကွက်ကောင်းတစ်ကွက်ကောင်းလေးတွေကိုလည်းထိုးပြီးတော့ခါလေးပြဒီအောကွက်လေးတွေကိုပဲအရန်လေးနဲ့ပါထပ်ပြီးကစားထားပါအောင်နော်ဟိုပတ်တီးကိုပတ်နိုင်တဲ့ကိုတွေမတဲ့အလုံးကတော့ပတ်တီးကိုပတ်ပါရှင်နော်ဒီ3ပတ်တီ5ပတ်တီပေါ့နော်ကိုကြိုက်နေတက်တဲ့ပတ်တီတစ်လုံးကိုကစားပါအခွေလေးကိုလည်းနည်းနည်းပါထပ်ပြီးကစားထားပါအောင်နော်ခွန်ကိုတစ်ပြီးပေါက်ခွေကလေးနော်ခွန်ကိုတစ်ပြီးပေါက်ခွေကဲအဲ့ဒါဆိုရင်ခါလေးတို့တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေတွားမယ်နော်ခါလေးတို့တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေမတွားဘူးကမှခါလေးနောက်တစ်ခါပြန်လဲခေါ်ပြုံးမယ်နော်ခါလေးတို့31ရက်3လ2026အင်္ဂါနေ့ညနေ4:30မှာပယ်မဲ့ပတ်တီးလေးက3ပတ်တီး5ပတ်တီးလေးနော်3ပတ်တီး5ပတ်တီးကလေးပါ3နဲ့ဆိုရင်အောကွက်တီ33တစ်3439နော်30ရက်31ရက်34ရက်39ရက်ပါ5နဲ့ဆိုရင်55 3 54 59ပါနော်50ရက်53ရက်54ရက်59ရက်ပါအဲ့ဒါမှနော်
အဲ့ဒါမှခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းသည်9နဲ့ဆိုရင်59 3နဲ့ဆိုရင်39ဒီခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်59နဲ့39ဒီအကြိုက်ဆုံးပါတစ်ကွက်ကောင်းကတော့59ဒီတစ်ကွက်ကောင်းကလေးပါရှင်နော်59ဒီတစ်ကွက်ကောင်းကလေးပါနော်ကိုဒီမတဲ့အလုပ်ကကိုကြိုက်နေတဲ့အကွက်ကလေးကိုတော့ကစားပါနော်ခလေးပေးတဲ့ဒီကနန်းလေးတွေကိုလည်းမကြိုက်နေတဲ့ရင်လည်းကိုကြိုက်နေတဲ့ကနန်းကိုကစားပါရှင်နော်ခလေးရဲ့အကြိုက်ဆုံးကတော့59ဒီတစ်ကွက်ကောင်းပါအခွေကလေးကတော့ခိုကိုတိပြီးပါအခွေကလေးနော်ကဲအဲ့ဒါဆိုခလေးနောက်ဆုံးတစ်ခါပြန်လဲခေါ်ပေးမယ်ခလေးဒီနောက်ဆုံးတစ်ခါပြီးရင်တော့ခလေးဗီဒီယိုလေးနားမယ်ခလေးပြောတာဆိုတာမောင်းတာတရှိရင်တော့သိခံပြီးကြည့်ပေးကြပါဘာဖြစ်လို့ဆိုတော့ခလေးစကားတော့နည်းနည်းမြန်မယ်ဘာဖြစ်လို့ဆိုတော့မီးရခဏပြက်နေတယ်เนาะမီးပြက်လို့မနေ့တော့ဆိုခလေးเนาะတင်ပေးလို့လုံးဝမရအောင်နောက်ကျပြီးတင်ပေးရတယ်เนาะကိုတင်မတဲ့အားလုံးပဲမီးနော်အားကြောင့်မလို့နော်ခါလေးကိုတင်မတဲ့အားလုံးပဲမီးလာတော့လေးခါလေးအမြန်လေးပြောပြတည်တာပါရှင်ကဲခါလေးနောက်စောတစ်ခေါက်ခေါ်ပြီးတော့မယ်နော်ခါလေးတို့31ရက်3လ2026အင်္ဂါနေ့ညနေ4:30မှာပတ်ရမဲ့ပတ်သီးလေးက9ပတ်သီး3ပတ်သီးလေးနော်9ပတ်သီး3ပတ်သီးကလေးပါ9နဲ့ဆိုရင်ဩကွက်သီး90 53 54 59နော်90ရ53ရ54ရ59ရပါ3နဲ့ဆိုရင်33 3439ပါနော်30ရ31ရ34ရ39ရပါအဲ့ဒါမှခါလေးရဲ့အကြိုက်ဆုံးနှစ်ကွက်ကောင်းကတော့59နဲ့39ကတော့ခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းလေးเนาะ53နဲ့39ကတော့ခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းလေးပါတစ်ကွက်ကောင်းလေးကတော့59ဒီတစ်ကွက်ကောင်းလေးပါเนาะ59ဒီတစ်ကွက်ကောင်းလေးပါအခွေကလေးဒီခွန်ကိုတစ်ပြီးပါအခွေကလေးเนาะခွန်ကိုတစ်ပြီးပါအခွေကလေးခလေးပြတဲ့အခွေကအပူလေးပါပါတယ်အပူလေးပါကစားထားပါเนาะကဲအဲ့ဒါဆိုရင်ခလေးရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရနာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခလေးရဲ့အကိုတွေအမတွေဦးတော်တော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလိုကိုပိုက်ဆံနိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေဒီတိုးပွားရရှိနိုင်ပါစေလို့ခလေးစုမှုကောက်တော့ပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါเนาะကိုဒီမတဲ့အားလုံးပဲဘိုင်ဘိုင်ပါ